အားလုံးပဲမင်္ဂလာပါဒီချက်ထတာပါဒီဗီဒီယိုလေးထဲမှာတော့မိကွန်းလေးတစ်ခုကိုထပ်ပြီးတော့ဖြေကြားပေးချင်ပါတယ်တယောက်ကလာမေးရပေါ့နော်ဗီဒီယိုဆိုစလေးတယောက်ကဒီချက်ရေးတဲ့ဒီလိုမျိုးပေါ့နော်မတွေ့တဲ့ကာလာတွေမှာတဲ့ other self ကတဲ့ကျမကိုမေ့သွားရင်ဘယ်လိုလုပ်မလဲတဲ့အဲ့လိုမေးဖို့ဆိုတာမဖြစ်နိုင်ပါဘူးเนาะလုံးဝမဖြစ်နိုင်ပါဘူးဘာဖြစ်လဲဆိုတော့ကိုယ်ပဲဖြစ်လို့ပါ your twin flame is you ပါเนาะကိုရောအဲ့ရနိုးလာရင်ခေါင်းထဲမှာရှိနေတာကြီးอ่ะအဲ့လိုပေါ့เนาะအမြဲတမ်းတွေးမိနေတဲ့အကြောင်းအရာမြင်နိုင်လို့လားเนาะဒါကြောင့်ဒီအတွေးကရှိနေတယ် mind level နဲ့သွားကြမလို့ teacher က soul stuff လို့ကိုယ့်ရဲ့အတွေးတွေ emotion တွေကိုညှင်းဆန်ခြင်းမပြုဘဲနဲ့ကိုကလက်ခံရမှာပေါ့နော်။ဘာလို့လဲဆိုတော့ your twin flame is your soul not your mind ဖြစ်တဲ့အတွက်ကိုဟာတယောက်တည်းပဲ not two of you ပါ teacher ရဲ့စိတ်ကနေပြီးတော့ mind level မှာသူက polarize ဖြစ်နေတာပေါ့နော် plus minus ဖြစ်နေတယ်ကိုဟာ awakening ရလာတာဖြစ်တဲ့အတွက်အင်အားပိုများတယ်ပေါ့နော်အဲ့ရထားလာတာနဲ့စက္ကနဲကောင်းနဲ့ရောက်လာတယ်အတွေးတွေကအလုတ်ဘလောက်များများတွေးတွေကရှိနေတယ်ဒါတမန် relationship တွေလိုမျိုးမဟုတ်ပါဘူး one soul in two body မလို့ပါဒါကြောင့်တင်းရဲ့ twin flame ကတင်းနဲ့မတွေ့ရဲ့တော့အတွင်းမှာတူမရှိနေတဲ့တော့အတွင်းမှာမေ့သွားဖို့ဆိုတာကလုံးဝမဖြစ်နိုင်တဲ့အကြောင်းအရာဖြစ်ပါတယ်ဒါကြောင့်ကိုက soul stuff လို့နေထိုင်ကျင့်ကြံကြည့်ပါအဲ့ဒါဆိုလို့ရှိရင်တော့ကိုက soul နဲ့ alignment ဖြစ်လာပါလိမ့်မယ် soul နဲ့ alignment ဖြစ်ဖို့ unity consciousness ကိုတိစောက်ချင်เนาะဒီချက်ရဲ့ one-on-one coaching လေးရှိပါတယ်เนาะဒါဆိုလို့ရှိရင်ဒီမိကုန်းလေးအတွက်အဖြေလေးရလောက်ပြီလို့ထင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာလည်းတွေ့ကြပါမယ်เนาะ